ကဲဒီနေ့မှဆိုရင်တော့ပိတ်ဦးနဲ့မြင့်ချင်ပစုံချက်ပြပေးသွားမှာကိုဖြစ်ပါတယ်ကဲဆောင်းနော်ဒီဒါတော့အလုပ်သမားတွေရဲ့အတွက်ချက်ပေးရတာဖြစ်ပါတယ်ညာညစ်ချင်တဲ့ပိတ်ဦးနဲ့ပစုံဒါတော့ရေနည်းနည်းယူမယ်ရေထဲမှာဆွာအားလုံးထည့်မယ်ခဏလေးတိုင်းထည့်မယ်တဲ့လိုက်ပြီတဲ့ပြီတဲ့ပြီပစုံအကောင်ကြီးရဲ့ကြီးပဲအခုတော့ဆိုင်မှာကောင်မလေးတွေကိုလာပြီးတော့ခိုးကြည့်နေပါတယ်ကောင်မလေးတွေဒီနေ့တော့အဲ့တဲ့လေးတိတ်မရှိပါဘူးရဲ့အနေထားတော့အဲ့လိုမျိုးပါပဲ။ဒါမှပြီးရင်ပုံပိုးလိုက်မယ်နော်။ခဏလေး7နီလောက်နောက်ပစုံပြန်ထည့်မယ်။ဒါပစုံအကောင်ကြီးကြီးရဲ့ကြီးပဲနော်။ဒီလိုပစုံလေးမှဆိုလို့ရှိရင်အမှန်တည်းမှာဒါစားလို့တက်မကောင်းပါဘူးပစုံသေးသေးလေးနဲ့ဆိုရင်တော့အိုးဟုတ်စပက်ဆက်ပဲဒါကြောင့်ဒီကုန်တဲ့ထဲမှာဆိုတော့ဒီပစုံမျိုးနဲ့ပဲရောင်းပေးတယ်ဆိုတော့ရှိတယ်ဆိုတာလေလူမျိုးပဲရှိတယ်လူမျိုးလေးနဲ့ပဲချက်ပေးလိုက်တော့ပေါ့နော်ကဲအနေထားအဲ့လိုမျိုးပါပဲนี่เป็นน้ำหมดเลยใช่ไหมมีน้ำหมดเลยใช่ไหมแล้วเกลือน้ำใส่130ชิ้นแล้วส่วนพิเศษแล้วส่วน120 บาทเป็น250 บาทလူအားသေးတယ်ရေနဲ့ထည့်ရမယ်ที่อ่อนไปรู้อะไรอ่ะส่งได้แล้วอยู่နောက်7မိနစ်ကြည့်သွားပြီဆိုလို့ရှိရင်တော့ဒီဘိုင်မလာထည့်ရမှာဖြစ်ပါတယ်ဒါမှအရသာကောင်းပါနော်စပယ်ဆယ်ပဲဒီပြင်ထည့်မှာပြပါရပြီဟုတ်ပြီးသွားပါပြီခင်ဗျာစားလို့ရပါပြီ